ပိုးသက်ဆေးတောက်ပြီးတော့ဝမ်းပြက်ခြင်းတလို့လို့ဝမ်းလျှောတင်တလို့ဖြစ်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒေါက်တာကဒါဘာကြောင့်ဖြစ်ရလဲဆိုတာလေးကိုဒီနေ့မျှဝေပေးမှာဖြစ်ပါတယ်ဒေါက်တာတို့ဒီယောဂတစ်ခုခုကြောင့်မို့လို့ပေါ့နော်ပိုးသက်ဆေးလိုအပ်လို့တောက်လိုက်တဲ့အခါမှာပိုးသက်ဆေးဆိုတဲ့အမျိုးကဒေါက်တာတို့ဒီဘက်တီးရီးယားလေးတွေကိုတက်ပြစ်တာเนาะသူကတက်ပြစ်မှာဆိုတော့ဘက်တီးရီးယားမှာဒေါက်တာတို့ခန္ဓာကိုယ်မှာအဲ့မကောင်းတဲ့ဘက်တီးရီးယားတွေရှိတယ်လို့ကောင်းတဲ့ကောင်တွေလည်းရှိတယ်ကောင်းတဲ့ကောင်တွေကကြတော့သူကဗမာနေရလဲဆိုရင်ဒီဒေါက်တာတို့ရဲ့ဥလန်းချောင်းတစ်လျှောက်မှာသူတို့ကနေတယ်သူတို့ကို normal flora လို့ခေါ်တယ်เนาะအဲ့ဒီကောင်လေးတွေကပိုးသက်ဆေးတွေကတက်ပြစ်လိုက်တာတက်လိုက်တဲ့ခါကျတော့ဒီဒေါက်တာတို့ရဲ့ဒီဥနယံတွေဟာပါသွားပြီးတဲ့ခါကျတော့ဒီဝမ်းပြက်တာတွေဝမ်းလျှောတာတွေဖြစ်လာစေတာပေါ့เนาะတာမန်အားဖြင့်တော့ပိုးသက်ဆေးကြောင့်ဖြစ်တဲ့ဒီဝမ်းပြက်ဝမ်းလျှောတာတွေကမပြင်းထန်တတ်ဘူးเนาะပြင်းထန်လေးမရှိဘူးပေါ့เนาะအဲ့တော့ကိုတောက်ဆာရှိတဲ့ဒီပိုးသက်ဆေးကိုပြီးအောင်တောက်မယ်တကယ်လို့အရန်ဆိုးတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြန်တိုင်မရမယ်ဒါဆိုရင်ဆရာဝန်ကဆုံးဖြတ်ပြီးတော့ဒီပိုးသက်ဆေးကိုရက်တင်မရက်တင်သူဆုံးဖြတ်ပြီးလိမ့်မယ်အဲ့လိုမဟုတ်ဘူးအရန်လည်းမပြင်းထန်အောင်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ဒီကိုတောက်ဆရာရှိတာကိုဆက်တောက်ပြီးတော့ probiotic လေးတွေပါတွဲတောက်ပြီးလို့ရတယ် probiotic ဆိုတာကျတော့ bioflow တို့ innolat တို့ဒါမျိုးလေးเนาะထည့်ပြီးတော့တောက်ပြီးလို့ရတယ်အရင်ဆိုရင်မလို့ဘူးเนาะဒေါက်တာဆိုလည်းဖြစ်တယ်ဒေါက်တာဆိုလည်းပဲပိုးသက်ဆေးတောက်အဲ့လိုမျိုးဝမ်းလျှော့တဲ့အမြင်နဲ့တောက်လိုက်တဲ့အချိန်ဆိုလျှော့တယ်ပြီးနောက်ရက်ကျရင်တော့ပြန်ကောင်းသွားအများတယ်တာမန်အဖြစ်လည်းပြန်ကောင်းတတ်ပါတယ်เนาะဒေါက်တာတခြားမေးချင်တာရှိရင်တော့ဒီ comment မှာမေးခဲ့လို့ရပါတယ်